မင်္ဂလာပါတပည့်တို့ခနေ့ဆရာပို့ချမှာတော့ Grade 11 Chemistry Question and Answer ရဲ့ Chapter 1 Episode 2ဖြစ်ပါတယ်ဒီဘက်မှာတော့ဆရာလောပု္ပ္ပစာတွေကိုဟလာနော် example လေးတွေကိုရင်ပြောပေးသွားပါမယ် example 1က a volume of a certain mass of gas ဒီဓာတ်ငွေ့တစ်ခုအချို့မှာဒုတယ်တွေက occupy တွေ့ရပါတယ်952 cubic centimeter ရှိတယ် pressure ကတော့561 millimeter mercury ရှိတယ်ပေါ့ဒါဆိုရင် what is that volume နဲ့ volume ကဘယ်လောက်လဲတဲ့ and 760 millimeter mercury မှာ volume ကဘယ်လောက်ရှိလဲတဲ့ဆိုပြီးတော့မေးပါတယ်အဲ့တော့ initial state final နော် final state နဲ့ဆရာတို့ကတွက်မယ်ဒါဆိုရင်952 cubic centimeter ဆိုတော့ volume ပေးထားတယ် V1 ပေါ့561 millimeter mercury ဆိုတော့ pressure ပေးထားတယ် P1 now what is that volume ဆိုတော့ V2 ကိုရှာမယ် under 760 millimeter mercury ဒါဆိုရင်သူကဘာပေးထားလဲဆိုတော့ for pressure ထပ်ပေးထားတယ် P2 ကိုပေးထားတယ်ဒါဆိုရင်ဆရာတို့က voice volume နဲ့ pressure နဲ့ပါတော့ဆရာတို့ဘာလို့သုံးမလဲဆိုတော့ voice law ကိုသုံးပါမယ်အဲ့တော့ using voice law ကိုသုံးမယ် voice law အရ P1 V1 equal to P2 V2 လိုချင်တာက V2 ဆိုတော့ဒီ P2 လေးကိုဟိုဘက်ကိုပို့လိုက်အဲ့တော့ P1 V1 by P2 ပေါ့ဒါဆိုရင်အဲ့မှာပုံသဏ္ဍာန်လေးအစားသွင်းပါမယ် calculator နှိပ်လိုက်ရင်ဒီမှာသူ့ရဲ့အဖြေ702.8 cubic centimeter ဆိုပြီးတော့ရပါအဲ့တော့ဆရာတို့ကချက်ပြန်လုပ်လို့ရပါတယ်ဖြေမှန်ပေါ့ volume နဲ့ pressure ဒီပြောင်းပြန်အချိုးကြတဲ့အတွက်ကြောင့် pressure သူပေးထားတာက1ကနေ2ကို integer state ကနေ final state ကိုသွားတဲ့အခါမှာ final state မှာ pressure တွေကများသွားတယ်ဒါဆိုရင်သူဒီပြောင်းပြန်ချိုးကြတဲ့အတွက်ကြောင့် volume ကြီးဘာဖြစ်သွားမလဲနည်းရမယ်952ထက်အခု 702.8 ဆိုတော့နည်းတယ်ပေါ့ဒါဆိုရင်အဖြေကမှန်တယ်ပေါ့ increase in pressure decrease in volume pressure တွေတိုးရင်ဒုတယ်တွေလျော့တယ်ဒါကြောင့်ဒီအဖြေက reasonable ကျိုးကြောင်းစီလျော်တယ်ပေါ့ကြတော့ example 2 example 2ကတော့ certain mass of gas တဲ့ဒီဓာတ်ငွေ့အချို့က volume က617 cubic centimeter ရှိတယ် temperature 9 degree Celsius ရှိတယ်ရှားမှာဆရာတို့က volume ရှာရမယ်0 degree Celsius မှာရှိတယ်အဲ့ဒါတူညီတဲ့ PR အောက်မှာရှိတယ်0 degree Celsius မှာရှိတယ် volume ကိုရှာရမယ်ကဲဒါဆိုရင်717 cubic centimeter ဆိုတော့ဆရာတို့ဘာပေးထားလဲဆိုတော့ volume ပေးထားတယ်9 degree Celsius ဆိုတော့ temperature ပေးထားတယ် temperature ဒီပု္ပ္ပစာတွေကကျွန်တော်တို့တွက်တဲ့အခါမှာ Kelvin scale ကိုတော့ရမှာဖြစ်တဲ့အတွက်ကြောင့် degree Celsius ကို Kelvin ပြောင်းပါမယ် Kelvin ပြောင်းတော့ဆရာတို့ဘာနဲ့ပေါင်းမလဲ273နဲ့ပေါင်းပါမယ်အဲ့တော့282 Kelvin ရအဲ့တော့ V2 ကိုရှာမယ်နော် temperature 0 degree Celsius ဆိုတော့273 Kelvin ပေါ့ဒီခါကျတော့ variable တွေက volume နဲ့ temperature နဲ့ဖြစ်သွားတယ်ဒါဆိုရင် volume နဲ့ temperature ဆိုတော့ဆရာတို့က Charles law ကိုသုံးပါမယ် Charles law ရဲ့ပုံသဏ္ဍာန်က V1 by T1 equal to V2 by T2 အဲ့တော့လိုချင်တာက V2 ဆိုတော့ T2 ကသွားပြီးတော့မြတ်ပါအဲ့တော့ဆရာတို့အစားသွင်းနဲ့တွက်လိုက်တော့သူ့ရဲ့အဖြေရမှာပေါ့အဲ့တော့ volume ဆိုတော့ unit က cubic centimeter နဲ့ပဲထွက်လာပါမယ်597.4 cubic centimeter ပေါ့အဲ့တော့ဒီမှာလည်း check လုပ်လို့ရပါတယ် temperature က282ကနေ273ဆိုတော့နည်းသွားတာ volume နဲ့ temperature ဓာတ်ရိုက်ချိုးကြတယ်ဆိုတော့ volume ကလည်းနည်းရမယ်အခု617နဲ့597.4ဆိုတော့နည်းတယ်ပေါ့အဲ့တော့အဖြေကမှန်တယ်ပေါ့ the decrease in temperature decrease the volume အဲ့တော့အပူချိန်တွေရောကြတယ် decrease the volume ဒုတယ်တွေလည်းကျသွားတယ်ဒါကြောင့်အဖြေက reasonable ဖြစ်တယ်ကျိုးချောင်းစီလျော်တယ်ပေါ့ကြတော့ example 3လေးကြည့်အောင်The pressure of a gas at 27 degree Celsius တဲ့ temperature 27 degree Celsius မှာသူ့ရဲ့ pressure က760 millimeter mercury ရှိ Now what is the pressure of the gas တဲ့အဲ့ဓာတ်ငွေ့ရဲ့ PR ဘယ်လောက်လဲတဲ့87 degree Celsius မှာဆိုရင်ဘယ်လောက်လဲကဲဒါဆို27 degree Celsius ဆိုတော့သူက temperature ပေးထားတာအဲ့တော့ temperature ပေးထားတယ်အဲ့တော့ T1 က27 degree Celsius temperature ဆိုရင်ဆရာတို့က Kelvin scale နဲ့ပြမှာဆိုတော့273နဲ့ပေါင်း300 Kelvin ပေါ့လေနောက်760 millimeter mercury ဆိုတော့ pressure ပေးထားတော့ P1 နောက် pressure ကိုလိုချင်တယ် P2 ကိုရှာမယ် T2 က87 degree Celsius Kelvin ပြောတော့273နဲ့ပေါင်းဒါဆိုရင် pressure နဲ့ temperature နဲ့ဆိုတော့ဆရာတို့ကဘာ law ကိုသုံးမလဲဆိုတော့ Gay-Lussac law ကိုသုံးပါမယ်အဲ့တော့ pressure နဲ့ temperature နဲ့ကပုံသဏ္ဍာန်က Gay-Lussac law ရဲ့ပုံသဏ္ဍာန်က P1 by T1 equal to P2 by T2 အဲ့တော့ဆရာတို့က P2 ကိုလိုချင်တော့ T2 ကဟိုမှာသွားပြီးတော့မြောက်အဲ့တော့ပုံသဏ္ဍာန်အစားသွင်းတယ်အဲ့တော့တွက်လိုက်တော့သူက912
mm mercury ဆိုပြီးရပါဒီမှာ3ညာနဲ့3ညာနဲ့ခြေလိုက်တယ်နော်ဒီ3ညာနဲ့ခြေတယ်ဒီ3ညာနဲ့3ညာနဲ့ခြေတယ်32လီ36 12နဲ့86နဲ့မြောက်လိုက်တော့912 mm mercury ရပေါ့ကဲဒီမှာလဲဆရာတို့က check လုပ်လို့ရပါတယ် temperature 300ကနေ360ဆိုတော့ temperature များလာတယ်ဒါဒီမှာ Gay-Lussac law အရ pressure နဲ့ temperature ဒီဓာတ်ရိုက်ထိုးကြလို့ pressure လည်းများရမယ်960နဲ့900စနစ်ဆိုတော့များတယ်ဒါဆိုရင် increase in temperature အပူချိန်တွေတိုးရင် increase in pressure ဖိအားတွေလည်းတိုးတယ်အဖြေက reasonable ပဲကြိုးကြောင်းစီလျော်ပါကြတော့ example 4ကြည့်အောင်at 27 degree Celsius နဲ့750 mm mercury of gas က occupy တွေ့ရတယ်380 cubic centimeter ရှိလိုချင်တာက STP မှာရှိတဲ့ဓာတ်ငွေ့ရဲ့ထုထည်ကိုတွက်ရတယ်ဒါဆိုရင် initial state final state ပေါ့ temperature 27 degree Celsius ဆိုတော့ဆရာတို့ဗာပေးထားလဲဆိုတော့ T1 ပေါ့နော် T1 ပေးထားတယ် Kelvin ပြောင်းတော့273နဲ့ပေါင်းမယ်750 mm mercury ဆိုတော့ P1 ပေးထားတယ်နောက်ပြီးတော့ volume ဒီမှာ cubic centimeter ဆိုတော့ V1 ပေးထားတယ်လိုချင်တာကဒီ STP မှာရှိတဲ့ volume ကိုလိုချင်တာဒါဆိုရင် STP ရဲ့ temperature STP ရဲ့ pressure ထည့်ရပါမယ် STP ရဲ့ temperature 273 Kelvin STP ရဲ့ pressure ကဒီဘက်က unit ကိုကြည့်ပါ millimeter mercury ဆို millimeter mercury ပဲထည့်ပေးပါเนาะ760 millimeter mercury ပေါ့ကဲ V2 ကိုရှာဒါဆိုရင်ဒီမှာ pressure ရဲ့ volume ရဲ့ temperature ရဲ့ဆရာတို့3မျိုးတောင်ပါသွား3မျိုးပါတော့ဆရာတို့ဘာလို့သုံးမလဲ combined gas law ကိုသုံးပါမယ်အဲ့တော့ combined gas law အရာ P1 V1 T1 equal to P2 V2 T2 အဲ့တော့ V2 ကိုလိုချင်တော့ P2 ကသွားစားမယ် T2 ကသွားမြောက်ကဲအစားသွင်းတယ်ဆရာတို့ဗာ3နဲ့ခြေလိုက်တယ်3နဲ့3နဲ့ခြေတယ်325လီပေါ့အဲ့တော့25ကိုထပ်ပြီးတော့ဆရာကျင်တယ်55လီ25ဒါကိုဆက်ကျွန်တော်152အဲ့တော့အပေါ်ကဟာ38နဲ့မြက်လိုက်190ရဲ့283ရဲ့152ဆရာတို့ကတော့အဲ့တော့က logic ရလို့เนาะဒီလိုလိုက်ချေနေပါကလေးတွေကတော့ calculator တန်းနှိပ်လိုက်အဖြေတန်းထွက်မှာပါအဲ့တော့ volume ကဘယ်လောက်ရလဲ341.4 cubic centimeter ရဒီမှာလဲဆရာတို့ကဘာလုပ်မလဲ check လုပ်ပါ temperature က300နဲ့290ဆိုတော့ temperature တွေနည်းသွားတယ်ခြားစောရ volume နဲ့ temperature တွေဓာတ်ရိုက်အချိုးကြတော့ temperature တွေနည်းသွားရင် volume တွေလည်းနည်းရမယ်အခု380နဲ့341.4ဆိုတော့နည်းတယ် pressure 950နဲ့960ဆိုတော့ pressure တွေတိုးသွားတယ် why ဆိုတော့အဲ့ရ pressure နဲ့ volume ကပြောင်းပြန်အချိုးကြလို့ volume တွေလည်းလိုက်ပြီးတော့ဘာဖြစ်ရမလဲ volume တွေကတော့လျော့ရမှာ pressure ကတိုးသွားတော့ volume ကလျော့မယ်အဲ့တော့380နဲ့341.4ဆိုတော့လျော့တယ်ဒါဆိုရင်အဖြေက reasonable ဖြစ်တယ် the volume will decrease by decreasing temperature အပူချိန်တွေလျော့ကျခြင်းအနေနဲ့ဒုတိယတွေကလည်းလျော့ပါတယ် as well as by increasing the pressure တွေကတော့တိုးပါတယ်ဒါကြောင့်အဖြေက reasonable ကြိုးကြောင်းစီလျော့ပါတယ်အဲ့တော့ example 5က calculate the volume of oxygen နဲ့ oxygen ရဲ့ volume ကိုတွက်ပါ require for complete combustion of 16 liters of butane C4 8 ကို constant temperature နဲ့ pressure ပေးထားတယ်အဲ့တော့ C4 8 ကို O2 ပေါင်းလိုက်တယ်အဲ့တော့ butane C4 8 ကို combustion လုပ်မယ်ဆိုတော့ဘာလုပ်လဲ O2 ပေါင်းပါမယ် complete combustion ဆိုတော့ဆရာတို့က CO2 နဲ့ H2O နဲ့ထွက်မယ်ပေါ့ C က O နဲ့ပေါင်းမယ် CO2 ရမယ် H က O နဲ့ပေါင်းမယ် H2O ရအဲ့တော့ဆရာတို့ကအရင်ဆုံးဒီမှာ C4 ဆိုတော့သူ့ကို4နဲ့အရင်မြောက်ဒီမှာ H က10လုံးဆိုတော့ဒီမှာ9နဲ့အရင်မြောက်လိုက်တော့ oxygen ကဒီမှာ9လုံးဖြစ်သွားတယ်ဒီမှာက8လုံးဖြစ်သွားတယ်ပေါင်းလိုက်တော့73လုံးဆိုတော့မားဖြစ်တယ်အဲ့တော့ဆုံးမြတ်တော့ဒီမှာမားဖြစ်နေတဲ့အကောင်ဆရာတို့ကဒီ5ကို2နဲ့မြောက်လိုက်တော့10ဖြစ်သွားအဲ့တော့10ဖြစ်သွားတော့ဒီ C4 8 10ကိုလည်းဆရာတို့လိုက်ပြီးတော့မလုပ်လဲ2နဲ့ပြန်ပြီးတော့မြောက်ကဲဒါဆိုရင် H ကဘယ်နှလုံးဖြစ်သွားလဲ9လုံးကို2နဲ့ထပ်မြောက်လိုက်တော့10လုံးဖြစ်သွားတာเนาะ10လုံးနဲ့2နဲ့ဆိုတော့20ပေါ့ဒါဆိုရင်သူ့ကိုဘာလုပ်မလဲ4နဲ့သူ့ကို sorry C4 8 10ကို2နဲ့မြောက်လိုက်အဲ့တော့2နဲ့မြောက်လိုက်တော့ဒီမှာเนาะမြင်လားမသိဘူးပထမတော့က C4 ဆိုတော့ဒီမှာ4နဲ့အရင်မြောက်တာ H2O ကเนาะ H က10လုံးရှိတော့ဒီမှာ H က2လုံးဆိုတော့9နဲ့အရင်မြောက်တာအမှအောက်ဆီဂျင်က9လုံးဒီမှာက4နဲ့8ဆိုတော့73လုံးဖြစ်နေတော့မားဖြစ်တော့ညှိလို့မရဘူးမရတော့ဆရာတို့ကသူ့ကိုဘာလုပ်လဲဆိုရင်2နဲ့မြောက်လိုက်တာစုံဖြစ်သွားအောင်2နဲ့မြောက်လိုက်တယ်အဲ့တော့ဒီမှာရှေ့မှာဆရာတို့ဘာဖြစ်သွားပြီလဲ10ဖြစ်သွားပြီအဲ့ဒီ10ကဟိုက်ဒရိုဂျင်နှလုံးဆိုတော့20အလုံး20ဖြစ်သွားတယ်အဲ့တော့ C4 8တောင်ဆရာတို့ဘာလုပ်လဲ2နဲ့မြောက်တာ
2နဲ့မြောက်တော့ဒီမှာအလုံး20ရပြီဟိုက်ဒရိုဂျင်က8လုံးဆိုတော့ဒီမှာ8နဲ့မြောက်တော့ဟုတ်အဲ့တော့ဒီမှာ10နဲ့မြောက်တော့ကဲတော့အောက်ဆီဂျင်က10လုံးရဲ့ဒီမှာ16လုံးဆိုတော့26လုံးဒါဆိုသူ့ကို73နဲ့မြောက် equation ညီပါ equation ရေးပြီးတော့ဆရာတို့က mole ratio ချတာ mole ratio ချတော့လိုချင်တဲ့ကောင်နဲ့ပေးထားတဲ့ကောင်ကို mole ratio ချပါမယ်အောက်ဆီဂျင်ကိုလိုချင်တော့အောက်ဆီဂျင်ကို mole ratio ချမယ်Balance of oxygen required for complete combustion of အဲ့တော့ oxygen ကဒီမှာ13ဆိုတော့13 mol ပေါ့ကဲနောက်ပြီးတော့ butane ပေးထားတယ် butane ကရှေ့မှာ2ရှိတော့2 mol အဲ့တော့2 volume ရဲ့13 volume အဲ့တော့2 volume ဆို butane ကဘယ်လောက်ရှိလဲဒီမှာ13 volume ဆို oxygen ရှိအခုဒီမှာ butane က16 liter ဆိုတော့ဘယ်လောက်လဲဆရာတို့ကဒီမှာတွက်လိုက်တော့104 liter တော့ oxygen ဆိုပြီးတော့ oxygen ရဲ့ volume ကိုရပါတယ်ဒါဆိုရင်ခဏဆရာပို့ချတယ် grade level chemistry question and answer chapter 1 episode 2ကဒီလောက်ပါပဲကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်